နေ့ကတော့နော် yes ခန်းနဲ့နှစ်ပါးသွားပြီးပြန်လာရတယ်နော်အရင်အောက်ဖို့ကောင်းတာပြောမယ်ကျမတို့မြန်မာလူမျိုးတွေအတိရကြပါတော့အတိတရားရကြပါတော့ဆိုတဲ့ဟာလည်းလမ်းပြောမယ်နော်ကျမတို့အခုမှကျမတို့က social pushman ကိုလုပ်ကြတယ်နော်တရုတ်နိုင်ငံ social pushman ကိုဘယ်လောက်ထိတောင်လုပ်တယ်လဲဆိုတာပြန်ပြောပြမယ်ဒီနေ့ကျမချိနာတောင်းသွားတယ်ဒီလက်တဲတွေမျက်နှာတွေလုပ်တဲ့မိမပစ္စည်းတွေလာယူတယ်ကျမတို့စီကနေပစ္စည်းရလာယူတော့သူ့စီကိုသွားရတယ်သွားရတဲ့ခါကျတော့စကားပြောတဲ့ခါကျမှအဲ့တရုတ်မှဘာပြောလဲဆိုတော့တရုတ်သတင်းယူသူကဗီဒီယိုဖွင့်ပြတယ်နင်မြန်မာဆိုလို့နင်ကိုပြောလိုက်မယ်တဲ့နင်ကဆယ်လီမလားတဲ့နင်ပြောစရာအများကြီးရှိရဲ့တဲ့နင်တို့မြန်မာလူမျိုးတွေတဲ့တရုတ်ကိုကယ်ပါလို့မပြောဘဲနဲ့အမေရိကန်ကိုကယ်ပါလို့ပြောနေတာနင်တို့မားတယ်တဲ့နော်နင်တို့တွေကသတင်းအမားတွေလည်းလွင့်တယ်တဲ့သူတို့ရဲ့လူမျိုးတွေကိုတဲ့သူတို့ရဲ့မြန်မာပြည်မှာရှိတဲ့သူတို့လူမျိုးတွေကိုနှိပ်စက်တယ်တဲ့မြန်မာပြည်မှာရှိတဲ့သူတို့လူမျိုးတွေရဲ့ကုမ္ပဏီကိုမီးရှို့ဖျက်ဆီးတယ်တဲ့နောက်ပြီးတော့မှတရုတ်လို့ပြောထားပြီးတော့မှတဲ့အမေရိကန်ကဲပါအော်တယ်တဲ့ငါတို့ရှင်းပြောလိုက်မယ်နော်တဲ့ငါတို့နိုင်ငံအမေရိကန်ကိုအရင်မုန်းတယ်တဲ့ငါတို့နိုင်ငံမှာ made in American ဆိုတာလုံးဝမတုံးကြဘူးတကယ်လည်းသူတို့မတုံးကြဘူးနော်လက်ရှိသူတို့စီမှာရှိတဲ့ပစ္စည်းတွေတောင်မှ made in China ကိုပဲတုံးကြတာသူတို့ကိုယ်တိုင်ကသူတို့ရဲ့ပစ္စည်းကိုပဲတုံးတယ်သူတို့ငါတို့အလားပြင်ပစ္စည်းဆိုလည်းငါတို့ထုတ်တုံးတယ်တဲ့အဲ့ဒီမှာအစားကိုတို့ကသူတို့ပစ္စည်းကိုသူတို့အတုံးများတယ်တကယ်လဲတရုတ်လူမျိုးတော်များများကသူတို့ရဲ့နိုင်ငံကထုတ်တဲ့ပစ္စည်းကိုပဲသူတို့တုံးတယ်အဲ့လိုပဲသူတို့နိုင်ငံရဲ့ထုတ်တဲ့ပစ္စည်းကိုနိုင်ငံတကာကိုဝင်သွားအောင်လို့လေသူတို့အရင်စ조사ခဲ့တယ်ဒါကြောင့်တရုတ်ကနေရာတနေရာရလာခဲ့တယ်အဲ့ဒီမှာအဲ့ဒါထားလိုက်တရုတ်ရဲ့စီယုံမှုကတော့တကယ်ကိုနံပါတ်1ဒီရဲ့ဗီဒီယိုဖိုင်ကမြန်မာပြည်မှာရှိရဲ့မြန်မာပြည်ဘွားတရုတ်တွေကိုသူတို့ရဲ့တရုတ်သတင်းစာတွေကိုပြန်ကြည့်ပါကျမတို့ရဲ့သတင်းအမားတွေကျမတို့ဘက်ကနေခံစားရတဲ့သတင်းကတစ်မျိုးသူတို့ဘက်မှာတင်နေတဲ့သတင်းကတစ်မျိုးအမေရိကန်ကိုနင်တို့အားကိုးနေတဲ့၍နင်တို့အသေးဆိုးနဲ့တေးမှာဒီနေ့အယောက်900ကျော်တေးတယ်ကိုတော့အယောက်900ကျော်တေးတယ်ဆိုတဲ့စီးရင်ကိုမရှိသေးဘူးသူတို့တရုတ်သတင်းစာမှာအယောက်900ကျော်တေးသွားပြီဆိုတဲ့စီးရင်ကိုတင်ပြထားတယ်နော်သူတို့တရုတ်သတင်းစာတရုတ်ပြည်ရဲ့တရုတ်သတင်းစာတွေထဲမှာတရုတ်ပြည်ရဲ့နော် WhatsApp တွေထဲမှာတရုတ်လိုရေးထားတဲ့ WhatsApp တွေထဲမှာဝင်ကြည့်ကြပါဦးမြန်မာပြည်ဖွားတရုတ်တွေဒီဟာတွေအဓိကပြောရမယ်ဆိုလို့ရှိရင်မြန်မာပြည်မှာရှိတဲ့စေဝါသတင်းဌာနနော်မြန်မာပြည်မှာစေဝါသတင်းဌာနလာမလောက်ပါနဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေသူတို့ရဲ့နီးကိုပြန်တုံးရတော့မယ်တရုတ်ပစ္စည်းဆိုဘာတစ်ခုမှမတုံးပါနဲ့နော်တရုတ်ပြကျွန်မသူတို့နဲ့စကားပြောကြတာဒါဆိုလို့ရှိရင်နေရလဲ made in US တုံးတာ made in China ကိုတုံးတာ of course တဲ့ငါတို့က China ကိုပဲတုံးတယ်တဲ့တရုတ်ကို USK ကိုလုံးဝမတုံးဘူးတဲ့USA ကိုလုံးဝမတုံးသူတို့လူမျိုး USA ကိုယူလိုက်လို့ရှိရင်လေ USA စီကတည်င်းမဲ့ရမယ်သူတို့စီကတည်င်းမရစေရဘူးတဲ့ရှင်းတယ်နော်ရှင်းလားတရုတ်လူမျိုးဘလောက်တောင်သူတို့တရုတ်ကိုတွေးထားသလဲလို့ဆိုတာဘလောက်တောင်မှစီယုံထားသလဲဆိုတာနင်တို့မြန်မာတွေရဲ့ငါတို့တဲ့ငါတို့တရုတ်ကိုတဲ့တစ်ပတ်စံလိုတော့ကြတော့တဲ့တစ်တွေထိုးရအောင်တဲ့ဟာလဲတစ်တွေထိုးရအောင်တဲ့ပစ္စည်းတွေထိုးရအောင်တဲ့ဟိုကထိုးရအောင်ဒီကတုံရအောင်ငါတို့ပတ်စံရှိလို့ငါတို့ဝယ်တယ်လေတဲ့ဝယ်ပြီးရမှာတရုတ်ကဲပါမပြောဘဲနဲ့အမေရိကန်ကဲပါအော်နေရရည်စရာကြီးတဲ့ဒီနေ့အဲ့ဒါအဲ့အတွက်နဲ့ yes ခန့်ရောက်ခဲ့ရတယ် yes ခန့်ရောက်ခဲ့ရတယ်ဟမ်ကျမတို့ဒီတိတ်ပွဲနေရင်နေမနေရင်တေချာပေါက်ကတော့ကျမတို့တရုတ်အောက်ရောက်တော့မယ်တေချာတလောက်ပဲ 100% ပဲသူတို့ရဲ့တိန်းဘီကလူတွေထဲမှာတော့ဒီအတွေ့ကိုသူတို့ထည့်ထားပြီးသားဒီအတွေ့ကိုသူတို့ထည့်ထားပြီးသားနင်တို့ government တွေကအရင် government တွေကရောင်းသွားတာတဲ့ငါတို့တဲ့ရောင်းတော့ပြီးတော့မာတဲ့ငါတို့လုံမယ်ဆိုတဲ့ခါကျတော့နင်တို့လူထုကဘာဖြစ်တယ်ညာဖြစ်တယ်ဒါနင်တို့ပတ်စံနင်တို့လူထုမရဘူးနင်တို့ government ရတယ်နင်တို့ကိစ္စတဲ့ငါတို့ကိစ္စမဟုတ်ဘူးတဲ့ငါတို့ကိစ္စကငါတို့ရဲ့စီးပွားရေးတွေ business တွေထိခိုက်လာမယ်နင်တို့ American မအော်ပဲနဲ့ငါတို့ business ကိုထိခိုက်လာမယ်ငါတို့ရဲ့သူတို့ရဲ့အဲ့တရုတ်ပြည်ကဝင်ကြီးချုပ်ကိုလည်းနင်တို့တွေကဒီလိုတွေလုပ်တယ်ပေါ့ဒါလိုချက်ချစ်ခတ်တွေနဲ့လုပ်တယ်ပေါ့သူကတပ်ပုံတွေပြတယ်ဒီလိုလုပ်မယ်ဆိုရင်လည်းနင်တို့900ပဲတည်နေတာလေစိတ်ချတဲ့9000ကျော်တည်စီရမယ်တဲ့ဘယ်လောက်တောင်မှအောက်တန်းကြပြီးဘယ်လောက်တောင်မြန်မာအပေါ်မှာကြီးစိုးရှင်နေတဲ့တရုတ်လဲဆိုတာအဲ့ကိုအခုချစ်စင်တို့အဲ့ဒါ yes ခေါ်သွားပြီးရဲမှာသူဒီလိုပြောတယ်ဒီလိုဆိုပြီးပြောတာစင်ကာပူအစိုးရကိုလည်းသူကဘာပြောတယ်လဲဆိုတော့စင်ကာပူအစိုးရလည်းနင်တို့လက်မခံဘူးလေနင်တို့က COVID-19 ဆေးကိုတဲ့ငါတို့နင်တို့လူဖို့နေတတ်တာနင်တို့ပတ်စံရှိလို့ဝယ်တယ်မလားတဲ့ငါတို့လူတရုတ်ပြည်ကလူတွေတော့မထိုးသေးဘူးလေနင်တို့ကိုပေးမယ်ဆိုတာစဉ်းစားလေတဲ့ငါတို့ COVID ဆေးတွေနင်တို့ရောင်းမယ်ဆိုတာစဉ်းစားလေတဲ့ငါတို့လူထုတော့အကုန်လုံးမထိုးရသေးဘူးတဲ့သူတော်တရုတ်လူမျိုးတရုတ်ပြည်ပြန်ထိုးမှာတဲ့
အဲ့တရုတ်ဆေးတောင်မှာမြန်မာပြည်ပို့မဲ့တရုတ်အဲ့ COVID-19 ဆေးတောင်မြန်မာပြည်ပို့မဲ့ကျွန်မအတန်ဖိုင်နေအကုန်ရှိရပြီးရင်တရုတ်လို့လွှင့်ပြပေးမယ်မြန်မာပြည်ဖားတရုတ်တွေမျက်စိပွင့်နားပွင့်နဲ့တရုတ်မြန်မာ translation တွေလောက်ကြဖို့လိုပြီနော်မြန်မာပြည်ဖားတရုတ်တွေသိလားသူတို့တွေကကျမတို့ကျွန်းတတာလောက်ပဲတက်မှတ်တာနော်ကျမတို့ကျွန်းတတာလောက်ပဲတက်မှတ်တာကျမရဲ့အားနဲ့စကားတရုတ်စာမဖတ်နိုင်ဘူးအကုန်မဖတ်နိုင်ဘူးတလုံးတက်လေကျမဖတ်နိုင်တယ်အကုန်မဖတ်နိုင်ဘူးပြောတာအကုန်နားလေလို့လေသူတို့ကျမကိုခေါ်တာသူတို့အင်္ဂလိပ်တိတ်ညံ့တယ်ဒီ PG တရုတ်တွေအင်္ဂလိပ်ညံ့တယ်သူတို့လူတိုင်းသိတယ်နော်တကယ်လေဒီမှာရှိရပြည်စင်ကာပူမှာရှိနေတဲ့ PG တရုတ်တွေကသူတို့နိုင်ငံထွက်တဲ့ပစ္စည်းမျက်နှာလိမ့်တဲ့ဟာမှာအဆက်လိုက်သူတို့ပစ္စည်းကိုတုံးတယ်လွယ်အိတ်သူတို့ရဲ့တရုတ်ပြည်ကစလင်ဘက်ကိုတုံးတယ်ဖက်နဲ့သူတို့တရုတ်ပြည်ကဖက်နဲ့ကိုပဲစီးရဲ့လုံးဝ made in USA ကိုမတုံးဘူးနော်မတောင်းဘူးဆိုတဲ့ခါကျတော့ကျမတို့မြန်မာလူမျိုးကဒီတရုတ်ကလည်းအမေရိကန်ကိုအယံမုန်းတယ်အမေရိကန်လူတွေကလည်းတရုတ်ကိုအယံမုန်းတယ်သူတို့နှစ်ယောက်ရဲ့ကြားထဲမှာကျမတို့ကမြေစာပင်ခတ်တဲ့ပုံစံမျိုးဖြစ်လာမယ့်အရှင်တွေမှာရှိရဒါပေမဲ့အမေရိကန်နိုင်ငံသားတွေနိုင်ငံကြီးသားတွေများတဲ့အတွက်ကြောင့်ကျမတို့ညတာတယ်တနာတယ်တရုတ်နဲ့စန့်ကျင်နေတာဖြစ်တဲ့အတွက်ကျမတို့ထောက်ပံ့ပေးတယ်ဒီလောက်ပဲရှိတယ်ဒါပေမဲ့သူတို့ရဲ့တရုတ်အတွေးကိုကျမတို့သိထားဖို့လိုတယ်သူတို့နိုင်ငံသားတွေတောင်မှဒီလိုအတွေးရှိတယ်ဆိုလို့ရှိရင်ကျမတို့နိုင်ငံတေချာပေါက်ဒီပွဲတာရှုံသွားရင်တေချာပေါက်ဒါကြောင့်မို့ဒေါက်တာဆဆာပြောတာကျွန်တော်တို့ရဲ့အိမ်နာနီရှင်ကောင်မဟုတ်တဲ့အတွက်ကျွန်တော်တို့ဒီပွဲပြီးသွားရင်တရုတ်နဲ့ဆက်ဆံမှုမရှိတော့ဘူးဆိုတဲ့ဟာဒါမှန်တယ်မရှိသင့်ဘူးမရှိသင့်တယ်လို့ပြည်သူလူထုကလည်းတရုတ်ပစ္စည်းလုံးဝမတုံးသင့်ဘူးဒီလိုပဲမြန်မာပြည်မှာရှိနေတဲ့တရုတ်ကုမ္ပဏီတွေအကုန်လုံးတရုတ်ကုမ္ပဏီနဲ့ yes scan ဆိုရတဲ့လောက်တာမီးရှို့ပြီးဟဲ့ရှင်းပြောတာတရုတ်ကုမ္ပဏီမှာလုပ်နေတဲ့လူတွေကလည်းစေးစားကြီးအသားတွေကလောက်ထွက်ပြန်လောက်လိုက်ကြစမ်းပါသူတို့တော့ဒီလောက်စီယုံပြီးမြန်မာနိုင်ငံကိုတင်းရှင်တာဒါသူတို့လူမျိုးကပြောတဲ့စကားနော်ဒီနေ့ပဲ yes scan မှာအခုရဲခေါ်ပြီးသူ့သွား yes scan မှာတော့ပြောရတယ်你要把路 Irene sharing ခေါ်လာလဲဆိုတဲ့အခါကျ sharing ခေါ်လာမဟုတ်ဘူးလမ်းကြုံလို့ပြောလိုက်တာလေသူတို့တရုတ်အားကိုးနေထပ်တိမ်ပါဆိုလို့ပြောတာလေကြည့် yes ကရောက်တဲ့ထိအောင်သူအဲ့စကားပြောတယ် yes ကရောက်တဲ့ထိအောင်သူအဲ့စကားပြောတယ်တကြီးသူတို့တရုတ်ကိုအားကိုးပါတယ်ဆိုတဲ့စကားလုံးတစ်လုံးမလာမရှင်းသူတို့ရဲ့လူသူတို့ရဲ့ဝင်ကြီးချုပ်ကိုဒီလိုမျိုးပုံနေဖြက်ဒီလိုကြက်ချစ်ခတ်တွေလုံနေတဲ့ပုံစံလုံနေရှင်နင်တို့လူတွေထပ်တိမ်မယ်တဲ့နော်နင်တို့လောင်းထားတဲ့စီးပွားရေးလေတဲ့နင်တို့ကိစ္စနင်တို့ပြည်သူရေးနင်တို့ဟာနင်တို့ရှင်းတဲ့အဲ့ဆိုလို့ရှိရင်နင်တို့ငါတို့ရဲ့တရုတ်ကငါတို့ရဲ့မြန်မာပြည်ရဲ့ government ကိုဘာလို့အော်တူးပြီးမှကန့်ကွက်လဲဆိုငါတို့မသိရှင်ဘူးနဲ့သိရှင်တာတခုကနင်တို့မြန်မာနိုင်ငံကလူတွေကိုတဲ့အကောင်လုံးကရုံမာကြတယ်တဲ့ကဲဒီမှာငါတို့တည်င်းနေမှာကြီးဆိုတည်င်းနေမှာ COVID-19 ဆေးကိုသူတို့နိုင်ငံသားကမထိုးရဘူးကျမတို့မြန်မာပြည်ကိုရောင်းလိုက်တယ်ဆိုတဲ့တည်င်းနေကျမတို့ COVID-19 ဆေးတစ်လုံးလည်းမထိုးရဘူးရောက်လာတဲ့ပစ္စည်းတွေလည်းမตาတွေပဲထိုးရတာဆိုတော့ပြည်သူလူထုတွေကခံဖက်ပြီးရင်ခံဖက်ဆိုတော့ကတော့ပြည်သူလူထုတွေကဘာလုပ်တယ်အခုလောလောဆယ်မှာ social pushment ကိုကျမတို့လုပ်တယ်အရင်နောက်ကျလုံးအားကြီးတယ်ထိမိမိလောက်ကြပါထိမိမိကိုလောက်ကြပါစစ်တာတမီနဲ့တရုတ်အခုလောလောဆယ်မှာတရုတ်ပိန်ပစ္စည်းမှန်တယ်များကျမပြောတာအဖွဲ့အစည်းရလူတွေဒီတရုတ် gas ပိတ်လိမ့်နေ main ထုတ်ပြကြစမ်းပါထုတ်ပြဘာဖြစ်ထုတ်ပြသူတို့အဲ့လမ်းမှာထုတ်ပြမှာသူတို့အပေါ်က gas အဲ့ဆိုရင်နေတဲ့ gas တွေသူတို့ပိတ်မှာထုတ်ပြမြစ်ဆုံနာနီးနေတဲ့အဖွဲ့အစည်းတွေမြစ်ဆုံမှာရှိတဲ့လူတွေထုတ်ပလိုက်သူတို့စစ်တပ်တွေဒီမြစ်ဆုံအားကုန်တဲ့စစ်တပ်တွေလာချတယ်သူများကျမတို့ဒီနိုင်ငံကျမတို့စင်ကာပူလိုနိုင်ငံမှာစင်ကာပူနိုင်ငံသား9ယောက်မှာလို့ကျမတို့မြန်မာနိုင်ငံသားအပီပကလူလိုကဲ9ယောက်ကိုအဝင်ထမ်းခန့်တာမှာနိုင်ငံခြားသား1ယောက်ကို expert တင်ခွင့်ရှိတယ်ကျမတို့နိုင်ငံမှာသူတို့တယောက်တွေလာလုံနေတာသူတို့လူမျိုးတွေကြက်တလောက်ဝေဗမာလူမျိုးလောက်သမားတော့မရှိဘူးသူတို့လူမျိုးနဲ့သူတို့လောက်သမားနဲ့သူတို့ကသူတို့အိတ်ကတဲ့ကောက်ထည့်ပြီးသွားလိုက်တာဘလောက်ထွက်ရလဲကိုမသိရဘူးဘလောက်တော့တစ်ဖက်ဆောင်နေတယောက်ကြီးဆိုးနေတယ်လဲဆိုတာကြည့်လိုက်ကျမတို့ဒီနိုင်ငံမှာကျမတို့နိုင်ငံသားတယောက်ကိုခန့်ဖို့သူတို့နိုင်ငံသားစင်ကာပူနဲ့ကျမတို့ကုမ္ပဏီထောင်တာကျမတို့မြန်မာနိုင်ငံသား expert တယောက်ခန့်ဖို့အတွက်စင်ကာပူနိုင်ငံသား PR 9ယောက်ကိုကျမတို့ local เนาะသူတို့နိုင်ငံသား local citizen တော့၎င်း PR တော့၎င်း9ယောက်ခန့်မှကျမတို့ expert တယောက်ရတာကျမတို့နိုင်ငံမှာတယောက်စီးပွားရေးတွေကျမတို့မြန်မာနိုင်ငံသားအလုပ်သမား9ယောက်မှသူတို့အလုပ်သမားတယောက်ခန့်ရတယ်ဆိုတော့အရေးကြားဘူးတလားမကြားဘူးသူတို့လူမျိုးတွေကြီးပဲစစ်တပ်တောင်လာဆွဲသွားတယ်သူတို့လုံခြုံရေးအတွက်ဆိုပြီးတော့မှစစ်တပ်တော်လာဆွဲသွားသေးတယ်ကြီးစိုးခံနေရတာကျမတို့ဒါကြောင့်ပြက်တာမြန်မာပြည်ဖွားတရုတ်တွေရောဘယ်ကတရုတ်တွေပဲဖြစ်ဖြစ်ကျမတို့ပြက်တာတူတို့တွန်းလှန်ဖို့ကိုလိုတယ်
သူတို့ကသူတို့နိုင်ငံသားတွေတောင်မှငါတို့ကမြန်မာနိုင်ငံကငါတို့ရဲ့ငွေဝယ်ကျွန်းဆိုတဲ့ပုံစံမျိုးဆက်ဆံလို့ဒီနေ့ yes ကန်ကိုသွားခဲ့ရတယ်ဆိုတာပြောပြပြီးပြီကျမတို့လူမျိုးတွေတော့ဒီပွဲကြီးပြီးသွားခဲ့ရင်တော့လကောင်အရှိသွားမယ်ဆိုရင်တော့လကောင်အဖက်ဖက်တေချာတွေ့ရတာလား social pushment ကိုတေချာလောက်ပြီးတရုတ်ပစ္စည်းပါတစ်ခုမှအာမပေးပါနဲ့တရုတ်ဖြာတစ်ချက်ဝယ်မယ်ဆိုဗမာဖြာပဲဝယ်သုံးမယ်သူတို့ကအဲ့လိုနော်သူတို့ကအမေရိကန်ပစ္စည်းသူတို့မုန်းတဲ့အမေရိကန်ပစ္စည်းလုံးဝမသုံးသူတို့ပြည်တွင်းမှာလည်းသုံးတာမရှိဘူးသူတို့ရဲ့ shopping mall တွေတက်ကြည့်အမေရိကန်ဈေးပစ္စည်းရောင်းတာဘယ်လောက်ရောင်းအားရှိလဲမရှိဘူးနော်ဝယ်တုံးတဲ့လူတွေသူတို့ကဝယ်မိခဲ့ရတယ်ဆိုတာကောင်းတဘောပေါက်ကျမတို့ပြည်သူလူထုတွေနာဖို့တက်နေပြီအပေါ်ကနေစအငယ်ဆုံးထိနာဖို့တက်နေပြီနိုင်ငံတကာမှာကျမတို့တွေဘလောက်တောင်မှမျက်နှာငယ်နေရတယ်လဲဆိုတာကိုပြောပြမယ်နော်မြန်တက်နေနဲ့သူတို့အဲ့လိုလောက်တာအဲ့လိုပဲမြန်မာပြည်ဖွားတရုတ်တွေရောအဲ့လိုမခံရဘူးလားတပုံစံနဲ့ပဲခံကြရတာနော်တပုံစံနဲ့ပဲခံကြရတာဆိုတဲ့အခါကျတော့ကျမတို့မြန်မာပြည်ဖွားတရုတ်တွေသူတို့ရဲ့သတင်းစာတွေရဲ့ဟာတွေကိုလိုက်ပြီးဖြည့်ချင်းနိုင်အောင်အစင်တစ်သူတို့ဘက်ကထွက်လာတဲ့သတင်းနဲ့ကိုဘက်ကထွက်လာတဲ့သတင်းဘယ်ဟာမားတယ်ဘယ်ဟာမှန်တယ်ဆို compare လုပ်ပြီးတော့မှတင်ပေးကြပါမြန်မာပြည်ဖွားတရုတ်တွေကလုံးဝတရုတ်စကားကျွန်းချင်းတတ်တဲ့လူတွေအများကြီးပါတင်ပေးကြပါဒါကိုတနည်းညွတ်လောက်ကြပါလို့လမ်းပြောမှာဒါဒီနေ့ကဒီလောက်အလံပဲဆိုတဲ့အခါကျတော့ဟုတ်ပြီတရုတ်နဲ့အမေရိကန်မပြေလဲတဲ့ဂျားမှာမနေ့ကလည်းကျမဒီနေ့မနေ့ကလည်းသတင်းထားလွှင့်ပြီးမပြေလဲတဲ့ဂျားမှာကျမတို့မြန်မာပြည်ကျမတို့မြန်မာဘယ်လိုမျိုးလက်ခံမလဲပျောက်ကြားစနစ်ကိုဘယ်လိုဖွဲ့မလဲဘာတွေဘယ်လိုလုပ်မလဲကျမတို့ပြောပြတယ်အစင်စစ်ပြောသူတို့ဘက်ကလူတွေကဒီအချိန်မှာကျမတို့နှိမ်သွားပြီသူတို့နှိမ်သွားပြီနင်တို့ငါတို့နှိမ်ပြီနော်နှိမ်ပြီကျမပြောတယ်နှိမ်ပြီဆိုတဲ့လူတွေဟုတ်ပြီနှိမ်နေဆိုရင်ငါယုံချစ်ကိုနင်တို့နှိမ်ကြောက်လာပြောကြလာပြောနင်တို့ရဲ့နိုင်ငံကတမတကြီးရဲ့စာနဲ့ငါ့ကိုလာပြောကြည့်ဒီမှာဒီနိုင်ငံမှာငါအနီးဆုံးငါ့ကိုလာ fight ကြည့်နင်တို့နှိမ်သွားပြီပြောတဲ့လူတွေနင်တို့နိုင်သွားပြီဆိုတဲ့လူတွေငါ့ကိုဒီနိုင်ငံမှာလာ fight ကြည့်လာစကားပြောကြည့်ဘာအရလာပြောကြည့်ခေါ်တယ်သူတို့ဒီညတတလေးဖိတ်ခေါ်တယ်ရုံရောက်မယ်ရုံခန်းနဲ့ရောက်မှစောက်ခွက်ကိုရိပ်ပြီးရဲလက်အပ်မယ်လို့ပြောထားပြီးသားဒီနေ့တရုံမတော့ရဲလက်တော့အပ်တာရှင်းသလားကျမအယိုးတဲ့အတဲတဲ့အတားတဲ့ဒီကျမ now generation ဒီအမြဲတမ်းတွင်သွားမှာတရုတ်ပစ္စည်းလုံးဝမတုံးပါဘူးဆိုတဲ့ဟာကိုတွင်သွားမယ်တရုတ်နဲ့ပတ်သက်တာဘာတစ်ခုမှမတုံးဘူးကွာရှင်းပြောရမယ်ဘာတစ်ခုမှအာမပေးဘူးသူတို့စီးပွားရေးပြတ်သွားပါစေမြန်မာဖြစ်ပဲအားပေးမယ်မြန်မာရအောင်ထွေးတဲ့အောင်စူးစမ်းမြန်မာပြည်မှာရှိတဲ့တရုတ်စက်ရုံတွေရအောင်ရှိုးပြစ်ပြီးဘာဖြစ်လို့ရှိရင်နင်တို့လက်မထိုးရတာအရင် government နဲ့လက်မထိုးရတာအဲ့အရင် government ရှင်သူတို့ကတရုတ်ကလဲတယ်တမတာတက်လာနိုင်ငံအနေနဲ့စာချုပ်တာဆိုတဲ့ခါကျတော့သူတို့အခုကျမတို့တရုတ်စက်ရုံကိုမီးရှို့ရင်ကျမတို့ကဒါရော်ချင်းနဲ့နာချင်းဆိုတာနိုင်ငံတော်မှာသူတို့ကပြန်တောင်းပါဆိုတော့သူတို့က1000ဖိုးလောက်မီးရှို့လိုက်ရင်1000ဖိုးလောက်တောင်းမဲ့တောင်းစားတွေတရုတ်ဆိုတာရုပ်ပြီးသားခုသူတို့စက်ရုံမီးရှို့တယ်ဘယ်လောက်တန်ပါလဲသူတို့တောင်းတော့မှာနော်တောင်းတော့မှာသူတို့ရဲ့ပတ်စံဘလောက်တန်ပါတယ်မြန်မာပြည်ကပတ်စံယူထားပြီးသားဘယ်တော့ဘလောက်ယူထားပြီးသားဆိုတဲ့စည်ရင်းနဲ့ lift နဲ့သွားတာကျမတို့ကသူတို့တိုးလိုက်နိုင်တဲ့နီလန်ကပြည်သူလူထုကပဲ social pushment ကိုတေချာလောက်ရမယ်ဘာလောက်ရမလဲသူတို့ပေးတဲ့များပစ္စည်းကျမတို့ဝယ်မစားဘူးသူတို့လာတဲ့များ business သူတို့ပြုတ်ပြုံပြီးလဲပြန်သွားစေရမယ်သူတို့အမေရိကန်ကိုတရုတ်ကအမေရိကန်ကိုလုတ်တဲ့အတိုင်းကျမတို့ကလည်းလုပ်ရမယ်လာပါစေဘာ business လာပြုတ်သွားမယ်ကျမတို့လုပ်ရမယ်ဒါအပေါ်ကလူကြီးတွေလုပ်လို့ရတဲ့အရာမဟုတ်တရုတ်လို့ဆိုရဲအတရားရုံမာတယ်အားကြောင့်ကျမတို့လူမျိုးတွေထဲမှာနောက်တစ်ခုထပ်တွင်းလိုက်တယ်ဒီတိုက်ပွဲကြီးကိုရအောင်တိတ်မရမယ်မရရင်တရုတ်ကျွန်ဖြစ်နိုင်မယ်နံပါတ်1ဒီတိုက်ပွဲကိုရအောင်နောက်ဆုံးအဆုံးတက်လန်ပြမရမယ်နောက်ထပ်ကျမတို့မျိုးဆက်တွေထပ်မတည်အောင်လို့နံပါတ်3နော်ဆိုချက်pushman ကိုတေချာလောက်ရမယ်သူတို့သားသမီးတရုတ်ပစ္စည်းဘာတစ်ခုမှမစားဘူးဆိုတာပြည်သူတို့ကညီးစေလောက်ကိုလောက်ရမယ်အစားထိုးဂျပန်တုံးမယ်ကိုရီးယားတုံးမယ်လုံးဝဒီဟာကိုလှုပ်ဖို့ကျမနောက်တစ်ခေါက်ထပ်ပြောတယ်ဒီနေ့လည်းကျမပြောတယ်စင်ကာပူမှာကျမကိုလောက်ကောင်းနေလဲရှိတယ်လာပြီးတော့မှမထိတထိလာပြောတဲ့လူလည်းရှိတယ်နောက်ဆုံးတရုတ်မတော်ပါလာသေးတယ်ကျမမကြောက်ဘူးဘတော်မှလည်းကြောက်မှာမဟုတ်ဘူးနေနေထိတိတ်မှာအဆုံးထိတိတ်မှာနင်တို့အဆုံးအထိလိုက်ပြီးအယိုးနဲ့ထိုးနေအောင်ပါပဲနင်
တို့ကပြည်သူလူထုရဲ့ကောင်းစားကိုမကြည့်ဘူးနင်တို့အိတ်ထဲမှာရှိသမျှဟာတွေတရုတ်ကိုရောင်းနေဟိုကျွေးလို့ဒီကျွေးလို့နင်တို့ကြတော့အာချမှာတခါလဲစရင်တထေးစရင်ဝင်ကြတယ်ပြည်သူလူထုကစင်ရဲတယ်ဒါတော့မှမသိဘူးအနောက်ကခွေးတွေကကြုံခန့်ဟောင်းခန့်နေတော့မဲအဲ့ဒီပေါ်မှာဟိုစစ်တာအကောက်တွေထဲမှာဝင်ကြည့်ရလို့ရှိရင် main တွေတိတ်ထားတာဘာတွေတိတ်ထားတယ်လဲသူတို့ဟမ်နင်တို့ကရှုံးနေပြီရှုံးနေပြီတဲ့ဟာမပြောနဲ့နင်တို့ CRPH ကဖန်ဝရန်အောင်ထုတ်ထားပြီနင်တို့ဖန်ဝရန် CRPH ကအဲ့ကောင်မပြောနဲ့ငါ့ကိုထုတ်ပြီးလာဖမ်းကြည့်အောင်ငါ့ကိုထုတ်ပြီးလာဖမ်းကြည့်အောင်နင်တို့ခတ်ကုံပြောလိုက်မယ်နင်တို့ပြောထားပြီလားနင်တို့ထဲကလူတွေတောင်မှရောက်စီငါ့ရုံရှိပဲလာလိုက်အောင်လို့နင်တို့စောက်စီမောင်းတင်ထားတယ်ဆွဲထိုးဖို့စောက်စီမောင်းတင်ထားတယ်ဖေလုံးမသားသမီးကြက်တေသုံးတယ်မဆဲပါဘူးဆိုလေဆဲမိရဲ့ကြက်တေမင်္ဂလာအဖျာသုံးတဲ့ခွဲမျိုးတဲ့ခွဲတဲ့ဆိုတဲ့ခွဲဝဲစားမျိုးတွေနော်နင်တို့တေဆိုတော့မယ်နင်တို့ CRPH ပြောနေတာနိုင်ငံတကာက CRPH ကိုလက်ခံတာအကြောင်းမဲ့လက်ခံတာမဟုတ်ဘူးနင်တို့အခုလောလောဆယ်နင်တို့နှိမ်ပါပြီလို့ပြောတာဟုတ်လားပမာလဲနင်တို့ရဲ့ဒေါ်လာကဘာကြီးမှာငွေစီးဆင်းမှုကတရုတ်ငွေနဲ့စီးဆင်းနေတာမဟုတ်ဒေါ်လာနဲ့စီးဆင်းနေတာကဘာကြီးမှာငွေစီးဆင်းမှုကအမေရိကန်ဒေါ်လာတွေနဲ့စီးဆင်းနေတာဒေါ်လာနဲ့စီးဆင်းတဲ့ငွေနင်တို့တရုတ်ငွေနဲ့စီးဆင်းတာမဟုတ်ဘူးနံပါတ်1ကဘာကြီးမှာစီးဆင်းတဲ့ငွေနင်တို့တရုတ်ငွေနဲ့စီးဆင်းတာမဟုတ်ဘူးဒါကြောင့်တရုတ်ကအမေရိကန်ဘာနဲ့ပြန်ထိုးလဲဒေါ်လာစီးဆင်းတာမရက်အောင်လို့နင်တို့ရဲ့ပြန်ရောင်းဝယ်အစာချုပ်ကိုစီးချိုးတယ်ရတယ်ငါတို့အမေရိကန်ကိုထိုးချိုးလိုက်မယ်ရော့ငါတို့နိုင်ငံကိုနင်တို့ယူလိုက်တော့ထိုးကျွေးလိုက်မယ်ရှင်းလားနင်တို့ကစောက်တုံးမကြတာငါတို့ထိုးကျွေးမှာပဲနင်တို့ကတရုတ်နဲ့ဒီအမေရိကန်ကြားထဲမှာစစ်သားတွေတဘို့ထဲအားကောင်းဖို့အတွက်ကြည့်ပြီးတော့မှလုံနေတဲ့အကောင့်တွေနော်နောက်ပြီးတော့မှ main တိတ်လိုက်သေးတယ်ပြပကအမေရိကန်ကြီးစိုးမှာဆိုလို့ငါတို့ကကာကွယ်နေနင်တို့မကာကွယ်ခိုင်းဘူးနင်တို့လည်းမကြိုက်ဘူးကြိုလည်းမကြိုဆိုဘူးနင်တို့ပြည်သူလူထုတွေခေါင်းပွေအောင်တလောက်တက်နေတာနင်တို့ဘယ်လိုကြိုဆိုမလဲနင်တို့နာဇီထွက်လဲဆိုတယ်ဂျပန်ထက်လဲဆိုတယ်ဖက်စစ်ထက်လဲဆိုတယ်တတောင်းစားတွေဘာကြိုဆိုရမှာလဲနင်တို့တစိမ့်မတော့မကြိုဆိုနင်တို့မပေးဘဲနဲ့အတင်းတက်လာတာလေနင်တို့ပေးလို့လားနင်တို့တော့မပေးဘဲနဲ့အတင်းတက်လာတဲ့ကဘာကြီးတယောက်ရှာပြတယ်အကျိုးဆောင်ကားတယ်နင်တို့အကျိုးဆောင်ငွေပေးတဲ့ဟာတော့မှအပေါ်ကထိန်းလိုက်ပြီနင်တို့ဒီမှာဘာအခွင့်အရေးရှိလဲပြပမှာဘာအခွင့်အရေးမှမရှိဘူးနင်တို့နောက်ဆုံးအမေရိကန် push ပေးလို့စင်ကာပူလိုနိုင်ငံမျိုးတော့နင်တို့စီပတ်စံမရအောင်ထိန်းထားပြီးပြီနင်တို့စီမှာဒေါ်လာဆိုလို့နင်တို့မိန်းမစောက်ပြားပဲရှိတော့တယ်နင်တို့ကိုယ်ပိတ်အပြားစောက်ပြားတွေပဲရှိတော့တယ်နင်တို့သားသမီးတွေလက်ထဲသားသမီးတွေနင်တို့အနွယ်အဆွဲအပားတွေမှာအစဘန်တွေထဲမှာလိတ်ထည့်ထားတဲ့ပတ်စံတွေမှာအကုန်လုံးဘလောက်ခံထားရပြီလေအဲ့ကြောင့်နင်တို့ဖျားရွှေတောင်ဖျားမှရွှေချလာတဲ့ဟာခွာပြီးရောင်းမယ်လို့တယ်ပလဲကိုခွာပြီးရောင်းမယ်လို့ဘယ်သူဝယ်မလဲအမေရိကန်ဝယ်မှာပေါ့နောက်ဆုံးမရဲတရဲရုရှားဝယ်မှာပေါ့နင်တို့အရှင်နေမကောင်းတော့ဘူးဆိုတာလူတိုင်းသိတယ်အ ਨੇ ဆိုတော့နင်တို့စစ်ခုံရုံသွားမှာပဲဘာဖြစ်လို့ဆိုလူမျိုးသုံးတက်ဖြတ်တာလူက900ကျော်တင်သွားတယ်ဆိုတရုတ်မီဒီယာမှာနင်တို့ရဲ့အစိုးရအကောင့်ပဲတရုတ်မီဒီယာမှာတင်ထားတာ900ကျော်တင်သွားတယ်ငါတော့အဲ့ point ကိုယူလိုက်တယ်အဲ့တရုတ်လိုရေးထားတဲ့900ကျော်တင်သွားတယ်ဆိုတဲ့ဟာကိုယူလိုက်တယ်900ကျော်တော့တင်သွားတယ်တဲ့သူတို့ကလာပြောသွားတာကိုနင်တို့9000တင်ရှင်စောက်ပြီးတော့မှအမေရိကန်အားကိုးကြတဲ့ယူထားတယ်ငါတို့နင်တို့စစ်ခုံရုံပေါ့ကျိုးစင်တက်ဖို့ကျိုးစင်တင်ဖို့ထောင်းစားတွေမျိုးရုပ်တွေကိုမေကိုလိုတွေစက်တေလဲတုံးတယ်နင်တို့ကိုလေမဆဲနဲ့ဆိုတာဆဲချောင်လာလောက်တယ်အမေရိကန်အားကိုးလို့နင်တို့အများလောက်ဦးမယ်လေစောက်တရုံမတွေနန်တော့ဝက်ရှိဆိုတာနန်နေတဲ့ဝက်ရှိဆိုတာအတန်အလန်နန်နေတဲ့စောက်စကားတွေပြောတာပြည်မြန်မာပြည်ဖွာတရုတ်တွေအဲ့သတင်းစာတွေကိုရှာဖတ်ပြီးကျမတို့ပြန်လဲပြောင်းပြန်လန်ပြီးပြောဖို့လိုပါပြီเนาะကျမတို့ပြန်ပြောဖို့လိုပြီเนาะတရုတ်တွေကကြီးစိုးနေပြီဆိုတာကောင်းကြီးတဘောပေါက်နော်သူတို့တွေကကျမတို့တော့မှဒီလိုနိုင်ငံမျိုးကြီးမှာလာပြီးတိတ်ခိုက်နေတယ်ဆိုသူတို့တော်တော်ကြီးကြီးစိုးနေပြီဆိုတော့ကောင်းတဘောပေါက်